မေးရမှာတိတ်ခတ်ရင်လူတယောက်ကိုချစ်မိဖို့အချိန်ခဏလေးပဲလိုတယ်လူတယောက်ကိုမေးဖို့အချိန်တစ်သက်ယူရတယ်အချင်းချင်းချစ်ကြိုက်ဖို့ကလွယ်ကူပေမဲ့မိဖို့ကအရန်ခက်တယ်မဆက်သွယ်ကြတော့ဘူးဆိုရင်လဲအမှတ်တရကအလွယ်တကူဖြတ်ပစ်လို့မရဘူးမတွေ့မမြင်ဖို့ရှောင်နိုင်အောင့်ဤနိုင်ပေမဲ့လွမ်းဆွတ်တဲ့တံကိုမတားနိုင်ဘူးအကြောင်းပြချက်တွေဝေဒနာရော့ပေါ်နည်းတွေများကြီးနားထောင်ဖို့ပေမဲ့ပေါ့ပေါ့ပါလှည့်ထွက်ဖို့ကြတော့ခက်တယ်အထူလျှောက်ခဲ့ဘူးတဲ့နေ့ရွက်တွေကနွယ်ပင်လိုရင်ဝမှာညှိတွယ်နေပြီးအသေးနှလုံးနဲ့ချိတ်ဆက်နေခဲ့ပါပြီအတင်းအကျပ်ချိုးပြစ်နှုတ်ပြစ်ရင်နှလုံးသားကနာကျင်ရတယ်တကယ်တော့လမ်းခွဲပြစ်ရင်အချင်းချင်းမေ့ပြရမယ်လို့ဘယ်သူမှမသတ်မှတ်ခဲ့ပါဘူးတန်ရောစင်ဆိုတာကွန်ပျူတာ recycle လို့ခလုတ်နှိပ်လိုက်တာနဲ့အတိတ်ကအမှတ်တရတွေရှင်းလင်းပြောက်ကွယ်သွားတာမျိုးမှမဟုတ်တာတကယ်လို့မေ့ပြဖို့တိတ်ခတ်ရင်ဘာလို့အတင်းအဓမ္မမိအောင်လုပ်နေတော့မှလဲ10ယောက်မှ9ယောက်လောက်ကအခြေရေးမှနာကျင်ရတာကြီးပဲစစ်မှန်တိုင်းထာဝရကိုပိုင်ဆိုင်နိုင်တာမဟုတ်တယ်လို့စံပြူသွားကြိုးထိရှောက်လန်းနိုင်ကြသူတိုင်းတန်တရားကင်ကင်ချစ်ခဲ့ကြတာမဟုတ်ပါဘူးချစ်ချင်းမြတ်တာတော်တော်များများကအတူရှောက်ရင်းအချိန်ကာလတဲ့လမ်းခွဲသွားခဲ့ကြတာပါလက်ဆိုင်နဲ့ချစ်ချင်းဆိုတာအကောင်းဆုံးအရွယ်ကိုအချင်းချင်းပေးကမ်းခဲ့ကြတာဖြစ်ပြီးကိုလန်းကိုရွေးချယ်တဲ့အခါတယောက်တည်းရှေ့ဆက်ရဲတာဖြစ်တယ်ဒါပေမဲ့တစ်ချိန်ကပြီးခဲ့တဲ့ဂရိတွေကအစစ်အမှန်ဖြစ်ပြီးစံဖြူသွားကြိုးအထိအတူနေမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကလည်းတကယ်အမှန်ဆိုတာကျေးဇူးပြုပြီးယုံပါရှေးရည်စက်ကအဲ့ဒီအထိမပါခဲ့လို့ပါဘဝကကပွဲတစ်ခုနဲ့တူတယ်ကိုကတက်ဖို့တင်ပေးတဲ့လူကကိုနဲ့ပွဲဆုံးတဲ့အထိကဖို့ကံပါခြင်းမှပါတယ်ပွဲသိမ့်တဲ့အထိအဖို့မပြုတ်နိုင်ခဲ့လေကိုအချိန်တွေကိုသူနှွေးထွေးစေခဲ့တယ်ကိုဘဝကိုဝမ်းဝါဆင်းဆွင့်ပွင့်လန်းစေခဲ့တယ်မိနိုင်ဖို့အတင်းကြိုးစားမဲ့အစားလှပတဲ့အမှတ်တရတွေကိုအမျက်တနိုးသိမ်းထားနိုင်ပါတယ်ဘဝတွေကတွေ့ဆုံမှုတစ်ခုတိုင်းဟာသူ့အဓိပ္ပာယ်နဲ့သူရှိနေပါတယ်ဆိုတဲ့စကားတစ်ခုလို့ပေါ့အဲ့ဒီလူနဲ့လူပင်လယ်မှာလာတွေ့ဆုံခဲ့ကြတာဟာဒီဘဝရဲ့ကံကောင်းခြင်းလည်းဖြစ်နိုင်ပါတယ်လက်ကျန်ဘဝမှာတယောက်ယောက်မေးပြဖို့သူနဲ့ပတ်သက်တာတွေဖြတ်ပြစ်နိုင်ဖို့ကိုအပြတ်ဆောင်ခံစားချက်တွေမမွေးပါနဲ့တော့နှွေးထွေးကြည်နူးခဲ့တာတွေပဲရင်ထဲသိမ်းထားရင်တတိယလို့ပြန်ကြည့်တဲ့အခါနောင်တမရှိအမုန်းမရှိတယောက်ပေါ်တယောက်နာကြည့်မှုမရှိဖြစ်မှာပါလူတယောက်ကိုလွမ်းတဲ့အခါလောကမှာရှိသမျှအရာအလုံးနှိမ့်ကွေးသွားတယ်တိုးညင်းတိုက်ခတ်သွားတဲ့လေအစောတလင်းရှိမနေဘူးကောင်းကင်ဘော်ကလာအိမ်ပြန်ဖို့လောမနေဘူးငါလည်းပဲအတိတ်ထဲမှာရက်နင့်ကိုစိတ်ငြိမ်ငေးကြည့်နေမိတယ်ငါဘေးမှာနင့်အမြဲရှိနေတယ်လို့ခံစားရတယ်ဘယ်အချိန်မှလူတယောက်ကိုလွမ်းတတ်တယ်လဲလို့တငယ်ချင်းတယောက်ကိုမေးဘူးတယ်သူကဖြေတယ်မောပန်းလုံးအမိခိုကင်းချိန်မှာလွမ်းတာမဟုတ်ဘူးဖျားနာလို့ဆေးရုံမှာတန်းစီနေချိန်လွမ်းတာမဟုတ်ဘူးခါတိုင်းလိုပဲညနေခင်းတစ်ခုမှလမ်းလျှောက်နေချိန်တနေရာမှာပန်းနေပွင့်နေတာကိုမြင်လိုက်ရတဲ့အခိုက်သူ့ကိုလည်းကြည့်စေခြင်းစိတ်ဖြစ်ပြီးလွမ်းသွားတာမျိုးပါဒါပေမဲ့သူကငါ့နားမှာမရှိတော့ဘူးလေတဲ့လွမ်းဆွခြင်းကရှိသမျှအပေါက်ကနေခန္ဓာကိုယ်ထဲတိုးဝင်တတ်တယ်ရိုးရှင်းတဲ့တာမတ်အချိန်လေးတစ်ခုမှကိုတို့ရဲ့နှလုံးသားထဲတိုးဝင်ပြီးကိုတို့ကိုနာကျင်အောင်လုပ်တယ်တချို့ဇလန်းတွေကအစပိုင်းမှာတိတ်နှွေးထွေးပျော်ရွှင်ရတယ်အဆုံးသက်ကြတော့နေနဲ့လှလို့တယောက်တစ်ကပါချားသွားတယ်လူချင်းကြားတွေ့ဆုံမှုတိုင်းကအဆုံးသက်ရလက်ကောင်ရှိခြင်းမှရှိပေမဲ့အရေးပါမှုကရှိပါတယ်အကောင်းဆုံးအရွယ်ကို2ယောက်သားတွေ့ကြုံဖြတ်သန်းခဲ့ကြတယ်အတိတ်ဇလန်းကို2ယောက်အတူရေးသားခဲ့ကြတယ်တခြင်းတစ်ပုဒ်ကို2ယောက်အတူနားထောင်ခဲ့ကြတယ်စာအုပ်တစ်အုပ်ကိုအတူဖတ်ခဲ့ကြတယ်လွမ်းဆွခြင်းဆိုတာတဦးအပေါ်တဦးထားတဲ့အမှတ်တရဖြစ်တယ်လို့နောက်ဆုံးနှွေးထွေးမှုလည်းဖြစ်တယ်အချိန်ရဲ့လက်ထဲပဲအပ်လိုက်ပါအရာအားလုံးကောင်းသွားမယ်လို့တစ်ချိန်ကကိုနှစ်သိမ့်ခဲ့မှုကြမှာပေါ့ငါတို့လွတ်မချနိုင်တာတွေလည်းမရှိပါဘူးတကယ်လို့ရှိခဲ့ရင်လည်းသူ့ကိုလွတ်မချနိုင်တာရဲ့ကိုအလွတ်မပေးနိုင်တာရဲ့ပဲရှိမှာပါလွမ်းဆွခြင်းဆိုတာအချိန်ရဲ့ပစ္စုပန်မှာငါရက်နေတယ်အချိန်ရဲ့အတိတ်မှာနေရက်နေတယ်
မဖြစ်နိုင်တော့တာတွေကိုရင်ထဲထဲပြီးဇက်သိမ်းမရှိတဲ့ဇလန်းအတွက်ချီနူးခဲ့ဘူးတာကိုပဲခြံထားလိုက်ကြရအောင်ရင်ထဲမှာပြောစရာတွေပြည့်နေပြီမဲ့ဖွင့်အံဖို့ခက်ခဲခဲ့ပြီမို့ goodbye လို့ပဲတိုးတိုးဆိုပြရစီ goodbye ဆိုတဲ့ဒီစကားလုံးထဲမှာလွမ်းဆွတ်ခြင်းတွေပါတယ်လို့အနောက်ရှက်မပေးလို့တော့တဲ့အောင့်ကြီးခြင်းတွေလည်းပါတယ်နေ့လေတုန်းကမြင်ခဲ့ရတဲ့လှပတဲ့မြင်ကွင်းဖတ်ခဲ့တဲ့ဟာသားကိုဝေမျှမပေးရတော့တဲ့ဝမ်းနည်းခြင်းတွေလည်းပါတယ် goodbye ဆိုတာအကောင်းဆုံးညီကုန်းစကားပါပျော်ရွှင်ချမ်းမြေ့ပါစေဆိုတဲ့အဓိပ္ပာယ်လည်းဆောင်ပါတယ်လမ်းဆုံးသွားတာမဟုတ်ကိုယ်ဖို့မိနေတာပါခေတ်ကာလအခြေအနေကြောင့်လူတွေဟာစိတ်သက်ကြအထီးကျန်လမ်းပြောက်တာတွေခံစားလာကြရတယ်အလုတ်လက်မဲ့စားဝတ်နေရေးကြက်တဲတာတွေရင်ဆိုင်လာရတယ်လူတိုင်းလိုအဆင်မပြေမှုများစွာနဲ့ကြုံတွေ့ရတယ်ခရစ္စတိုဖာရီဖ်ဟာစူပါမင်းတရုပ်ဆောင်တဲ့ကမ္ဘာကျော်အောင်မြင်ခဲ့တယ်ဒီစူပါမင်းဟာမြင်းပြိုင်ပွဲတစ်ခုမှာမြင်းပေါ်ကနေမတော်တဆပြုတ်ကျပြီးအောက်ပိုင်းတည်သွားခဲ့တယ်သူ့လက်ကျန်ဘဝကိုဘိန်းတက်ကလထိုင်ပေါ်မှာပဲဖြတ်တန်းခဲ့ရတယ်ညပေါင်းများစွာသူအေးအေးပြက်ခဲ့တယ်ဒီမိုးလင်းနိုင်ပါအောင်မလားလို့သူ့ကိုယ်သူအမြဲမေးခဲ့တယ်မိန်းမဖြစ်သူကိုသူအများဆုံးပြောပြတဲ့စကားကဒီဝတ်ကနေငါအမြန်လွတ်မြောက်ပေးရစီဆိုတာပဲဖြစ်တယ်သူအဲ့ဒီလိုအစိုးမြင်မနေအောင်မိန်းမဖြစ်သူကကားမောင်းပြီးသူ့ကိုနေရာအနှံ့လိုက်ပို့ခဲ့တယ်တခါကကွေ့ကောက်လမ်းပေါ်မှာကားမောင်းနေတော့အကွေ့တစ်ခုရောက်တိုင်းရှေ့မှာလမ်းကွေ့ရှိပြီဆိုတဲ့ဆိုင်းဘုတ်သူတွေ့မြင်ခဲ့ရတယ်အဲ့ဒီစလုံးတွေကအခါခါသူ့အုံနောက်ကိုလာရိုက်ခတ်ပြီးအတိတစ်ခုကိုသူရလိုက်တယ်တကယ်တော့လမ်းဆုံးသွားတာမဟုတ်ဘူးကွေ့ချိန်တန်လာတာပါအဲ့ဒီနောက်ပိုင်းသူဇညွန်းတွေစရေးတယ်ပရိုက်တာတွေလုပ်တယ်စာအုပ်တွေရေးတယ်သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ Stay Me ဟာရောင်းအားကောင်းစည်ရင်ဝင်ခဲ့တဲ့စာအုပ်ဖြစ်ပြီးတိုင်းအပတ်စဉ်ဂျာနယ်က10နှစ်ကျော်ကာလမှာသူဟာစူပါမင်းဖြစ်နေစေပဲလို့ချီးကျူးခဲ့တယ်ကံမကောင်းခြင်းကကိုယ့်အပေါ်ကြောက်ရောက်လာတဲ့အခါဒါဟာလမ်းဆုံးသွားတာမဟုတ်ဘူး။ကိုယ့်ဖို့ချိန်တန်ပြီလို့ကိုယ့်ကိုသတိပေးတာပဲဖြစ်တယ်လို့စူပါမင်းကပြောခဲ့တယ်။ဒီကနေ့မှာကြုံရတဲ့ဆင်းရဲဒုက္ခကတင့်ကိုတွင်းနဲ့ကြီးတဲ့ကနေတစ်သက်လုံးရှောက်လန်းထွက်ခွင့်မပေးမှာမဟုတ်ပါဘူး။ဆိုရိုးစကားတစ်ခွန်းကတောင်ကိုကြော်လို့မရရင်လမ်းကွေပြီးသွားလို့ရတယ်။လမ်းမပေါက်ရင်လူဖောက်လို့ရတယ်။လူမရောက်နိုင်ရင်စိတ်အခြေအနေကိုလှည့်ပြောင်းလို့ရတယ်တဲ့ဘဝကအမြဲဖြောင့်ပြူးနေမှာမဟုတ်ပါဘူးအခက်အခဲအတားအဆီးနဲ့ကြုံတဲ့အခါလှည့်ပတ်ပွေပြောင်းလို့ရပါတယ်ဘဝရဲ့ကားငယ်လေးကိုတင်မောင်းနေရင်ညှော်လင်းချက်အသစ်တွေကိုတင်အမြဲတစေရှာဖွေနေလို့ရတယ်မတူတဲ့လမ်းတစ်ခုကိုရောက်တိုင်းရှုခင်းတွေကပြောင်းသွားမှာပါပဲရင်ထဲမှာလမ်းရှိရင်စူးညောင်းခလုတ်လဲမမူတော့ဘူးရင်ထဲမှာအလင်းရှိရင်မိုးသက်လေပြင်းကျမှာကိုလည်းမကြောက်တော့ဘူးအမှောင်ထဲရောက်နေခဲ့ပြီပဲအာယုံအလင်းကမဝေးတော့ပါဘူးဆောင်းရောက်နေပြီပဲຫນွေဥမဝေးတော့ပါဘူးစိတ်ဓာတ်ပဲကြကြအထီးပဲကြံကြံရှေ့ဆက်ရမယ့်လမ်းတွေအတွက်သင့်ရင်မှာအလင်းရှိနေပါစေဘဝကိုချစ်မြတ်နိုးနေပါစေမိုးပြင်းလေပြင်းတန်ကိုရင်ဆိုင်ရတဲ့တတိတွေရှိနေပါစေလို့ဆုတောင်းလိုက်ပါတယ်ပျော်ရွှင်ခြင်းကန်းဆက်စီပြောချင်တဲ့စကားတွေကအများကြီးဒါပေမဲ့ရေးလိုက်ဖြတ်လိုက်နဲ့နောက်ဆုံးဘာမှပြောချင်စိတ်မရှိတော့ဘူးအရွယ်ရောက်သူတယောက်ဖြစ်လာတော့သူတော်ကောင်းအောင်ဆောင်ဖို့အချိန်မရှိတာလည်းဖြစ်မယ်ကိုယ်တိုင်ကုသပြီးပုံမှန်အခြေအနေကိုအမြန်ပြန်ရောက်ဖို့ကပိုအရေးကြီးပါတယ်ဒီလိုစာမျိုးမကြာခဏဖတ်ရလေးရှိတယ်ဘဝကဒီလိုပါပဲနင်လဲနင့်အပူနဲ့ငါလဲငါအခက်အခဲနဲ့လူတိုင်းမှာအတန်မထွက်တဲ့မျက်ရည်ရှိတယ်လို့ပြောမထွက်တဲ့အခက်အခဲတွေရှိတယ်ရှင်းရှင်းလေးပြောရရင်ဒီကနေ့ပြီးရင်မနှက်ဖြန်ပါခက်ခဲညီးရရင်လူဘဝအတားအဆီးတွေကဖြတ်ကျော်လို့ကိုမကုန်နိုင်ပါဘူးဆင်းရဲဒုက္ခအခက်အခဲကိုညှခံပေးမဲ့အဖို့တယောက်တလေများရှိမလားလို့ညှော်လင့်ရင်နောက်ဆုံးမှတယောက်တည်းပဲအန်ကျိတ်ပြီးဒုက္ခအပေါင်းကိုဖြတ်ကျော်ခဲ့ရတာကြီးပဲဒီလိုနဲ့သဘောပေါက်လာမိတာကသူတစ်ပါးကိုမိခိုအားကိုးမဲ့အစားသူတို့လာခဲ့မှာကိုစောင့်မျှော်နေမဲ့အစားကိုယ်တိုင်အလင်းဖြစ်အောင်အရင်စူးစမ်းပြီးကိုကဲတင်မယ်ဆိုတာပါပဲပြောမထွက်တဲ့အခက်အခဲတွေကိုမျိုးချထားတယ်ဒါဟာဘဝကပေးတဲ့စံတမှုတစ်ခုလို့မှတ်ယူတယ်ဂရုတစိုက်မေးမြန်းသူမရှိတဲ့အထီးကျန်နေ့ရက်ကိုကျော်လွှားနိုင်ခဲ့တယ်ဒါဟာအတွင်းစိတ်ကိုပြည့်စုံကြွယ်ဝစေတဲ့တွန်းအားလို့မှတ်ယူတယ်
ချစ်ပြီးမှမပိုင်ဆိုင်လိုက်ရတဲ့ဝမ်းနဲ့နောင်နာကိုစွန့်လွတ်လိုက်တယ်။ဒါဟာအချစ်စစ်ရောက်လာဖို့အတွက်အုတ်မြစ်ချတာလို့မှတ်ယူတယ်။အမောင်မိုက်ဆုံးအခိုက်အတန့်ကိုဖျက်ကျော်လာပြီးတဲ့နောက်တယောက်ယောက်ကနင်ဘလို့လွတ်မြောက်လာခဲ့သလဲလို့မေးတဲ့အခါတင်ပြောနိုင်တာကလူတွေထင်သလိုငါတန်ဆွမ်းလှတယ်တော့မဟုတ်ဘူး။ဒီလမ်းတစ်လျှောက်ကိုအကြိမ်ကြိမ်ခလုတ်တိုက်လဲကျခဲ့ဘူးပါတယ်။ဒါပေမဲ့ကိုရှောင်မပြေးခဲ့ဘူး။ဆင်းရဲဒုက္ခတွေကိုကိုလက်ခံရင်ဆိုင်ခဲ့တယ်။ဒါဟာကိုယ့်ရဲ့တစ်ခုတည်းသောဂုဏ်ယူစရာပေါ့။ဒီလောကထဲကိုတို့တစ်ကြိမ်တစ်ခါရောက်လာတာဘဝကိုကောင်းကောင်းမွန်မွန်ရှင်သန်ဖြတ်ကျော်ဖို့ပါ။ဘဝစီစဉ်ပေးတာတွေကိုနှစ်သက်တန်မိုးထားဖို့ပါ။တကယ်လို့ဘဝကကိုယ့်ကိုလှည့်စားလာရင်ဝမ်းမနေပါနဲ့စိတ်မလောပါနဲ့ကောင်းမွန်တဲ့နေ့ရက်တွေရောက်လာနိုင်သေးတယ်ဆိုတာကိုယုံကြည်ထားပါအတိတ်ကိုနောက်ကျောင်းပြန်လို့မရနိုင်တော့ပါဘူးရှေ့ဆက်လန်းကမရေရာမှုအပြည့်နဲ့ပါကိုတို့တွေ့ကြုံနေတာကအခုလက်ရှိပြစ္ဆုတ်ပံပါစိုးရိမ်စိတ်ကိုလွှတ်ချထားလိုက်ပါဝမ်းနဲ့နောင်တတွေကိုစွန့်လိုက်ပြီးလန်းဆန်းမှုအပြည့်နဲ့လက်ရှိအချိန်ကိုတန်မိုးရှိရှိဖြတ်ကျော်ပါကိုတို့ဟာကိုယ်တိုင်ရဲ့ပဲ့ကန်ရှင်ပါပျော်ရွှင်ခြင်းကန်းဆက်စီအရောက်ရွက်လွှဲမဲ့သူတွေဖြစ်ပါတယ်။ရင်းနှီးပြီးတဲ့နောက်တကယ်တော့နင့်ကိုငါသတိမရတာကြာလှပြီ။ဘေးကလူတွေနင့်အကြောင်းပြောတဲ့အခါငါချက်ချင်းစကားလမ်းကြောင်းလွှဲပစ်တတ်ခဲ့တယ်။လူတချို့ကတိတ်ထူးဆန်းတယ်။အရင်တော့ကရင်းနှီးတာထက်ပိုရင်းနှီးလွန်းကြတယ်။သူ့လက်ကိုတင်သွဲနိုင်တယ်။သူ့ကြောကိုတင်ဖတ်လို့ရတယ်။ဒါပေမဲ့နောက်တော့သူ့အကြောင်းပြောဖို့တင့်မှာတတိမဲ့ရတယ်။တနည်းနည်းတစ်ချိန်ချိန်လမ်းမှာတွေ့ခဲ့ရင်တော့သူ့ကိုသစိမ်းအဖြစ်နဲ့မမြင်ချင်လိုက်ရတယ်။လူချင်းကြားကပြဆက်ဆန်လွန်းနေဆိုတာကိုတော့တင်ဝေမခံခြင်းလို့မရပါဘူး။တင်တို့ရဲ့တွေ့ဆုံမှုကမင်္ဂလာပါ။နေကောင်းလာကစားပြီးဆုံးချိန်မှာနှုတ်ဆက်စကားလေးအောင်မပြောပြကြတော့တဲ့အဖြစ်ပါ။တင်ပေးပို့တဲ့ message ကို तू မပြန်တော့တာလည်းဖြစ်နိုင်တယ်။ तू ဖုန်းဆက်ချိန်တင်မကင်တော့တာလည်းဖြစ်နိုင်တယ်။ဒီလိုအပေးယူမျှစွာနဲ့တင်တို့ဝေးခဲ့ကြတော့တယ်။အချစ်ပဲဖြစ်ဖြစ်တငယ်ချင်းတန်ရောစင်ပဲဖြစ်ဖြစ်ပြက်ပြက်သွားမဲ့နေ့တနေ့နေတော့ရှိတယ်လို့ကိုသတိထားပါတယ်တချို့အရာတွေကိုငါတို့ထပ်ပြောင်းလဲလို့မရနိုင်တော့တဲ့အခါငါတို့ပေါ့ပေါ့ပါပါရှင်သန်ကြပြီးလက်ခံလိုက်ရုံဒါမှမဟုတ်မေ့ပြစ်လိုက်ရုံသာရှိတော့တယ်ဒီလိုအချိန်ချင်းထက်လဲလဲလေ့ကျင့်ခဲ့ပေမဲ့လေရင်ထဲမကျင်တတ်တာတွေကရှိနေသေးတယ်တယောက်ပေါ်တယောက်ချစ်လျက်ကောင်းလျက်နဲ့ဘာဖြစ်လို့ဝေးသွားကြရတာလဲပေါ့ဒီလောက်ရင်းနှီးခဲ့ကြတာတော့ဘာဖြစ်လို့အစတဖန်သစိမ်းပြန်ဖြစ်ကြရတဲ့လဲပေါ့သစိမ်းအဖြစ်ကနေသစိမ်းအဖြစ်ပြန်ရောက်သွားတယ်ဆိုတဲ့စကားလုံးကတူပေမဲ့ကာလရှည်ကြီးတစ်ခုကိုဖြတ်တန်းရတယ်အဲ့ဒီကာလမှာဘာတွေဖြစ်ပျက်ခဲ့သလဲရင်နာစရာရက်ဆက်စရာဘာတွေတွေ့ကြုံခဲ့သလဲဘယ်သူမှမသိနိုင်ပါဘူးလူချင်းကြားမှာမတော်တဆမှုတွေဒီလောက်မများပါစေနဲ့လို့ညွှန်လင့်ပါတယ်တွေ့ဆုံပြီးရင်မခွဲခွာကြရပါစေနဲ့ရင်းနှီးပြီးရင်သစိမ်းပြန်မဖြစ်ကြပါစေနဲ့တွေးဆုံရင်းနှီးဖို့ကမခက်ပေမဲ့မေ့ပြဖို့ကရှည်လျားလှလို့ပါ